everyone ဒီနေ့ကတော့ဘယ်သားမလဲဆိုတော့ Mama Rosie ဆိုတဲ့ဆိုင်ကိုတာမှာဖြစ်ပါတယ် Mama Rosie ဆိုတဲ့ဆိုင်လို့လိုက်ခဲ့ပေးပါ Here we go ရောက်ပါပြီ Mama Rosie ကနည်းနည်းလေးတော့သွားတာလမ်းနဲ့ကွယ်ကိုရီအဆောင်နဲ့အဲ့တော့ Mama Rosie ကိုရောက်ပါပြီအဲမှာ decoration လေးတွေကဘယ်လိုလုပ်ထားရလဲဆိုတော့ပကံပြားလေးပန်းလေးပေါ့နော် decoration စီထားတမျိုးလေးတော့စမ်းတယ်ဒီလိုမျိုးထိုင်ကျင်လည်းရတယ်ဒါမှမဟုတ် normal ပုံစံနဲ့ထိုင်ကျင်လို့ရတယ်ပေါ့နော်decoration လေးကလှရပေါ့နော်မှာခဲ့တာလေးပြပါမယ်မှာခဲ့တာကကြတော့ soggy ပါပေါ့နော်သူက Indonesia food ပေါ့နော် Indonesia food သူက beef ပေါ့ beef soup ဒါပေမဲ့တော်ယူစားလို့ကောင်းတယ်ပေါ့နော်အသားရည်နဲ့ပေါ့နော်the soup မှာအရန်စားလို့ကောင်းတယ်ချိုလေးအဲ့ဒါကိုထမင်းတစ်ပွဲနဲ့အရင်မှာစားလိုက်တယ်ပေါ့နော်သူအထဲမှာပါလဲဆိုတော့အာလူးရယ်မုံလာဥနီရယ်မကြည့်ဘူးအသားများလားမများလားမှပြပါမယ်ဒီမှာဇွန်းနဲ့ခတ်နေမရဘူးပေါ့နော်အဲ့ဒါနဲ့ပထမချိန်တော့ကြိုးစားပြီးဇွန်းနဲ့ခတ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့တိတ်ပြီးမရသူစားလို့ကောင်းတယ်ဟောအထဲမှာချိုပြီးတော့ဘလို့လေးလည်းမသိဘူးသူရတာလေးစွပြုတ်လို့ပုံစံမျိုးလေးပေါ့နော်အမဲစွပြုတ်လို့ပုံစံမျိုးဟိုနေမကောင်းတဲ့ချိန်လို့ပါလို့ဆိုဒါလေးတော့စရင်တော့တော်တော်ကြီးကိုခရင်တွေ့မယ်လို့ထင်တယ်ပြီးတော့အဲ့ဒီမှာပါရပေါ့နော်သူနှိမ့်ကောင်သုံးတာလေးရလဲအရန်ကောင်းတယ်အဲ့နဲ့ခတ်နေရပေါ့နော်လုံးဝအားမရတော့ဘောလူကအဲ့နဲ့ပါလှုပ်ချပလိုက်လဲဆိုတော့မလက်နဲ့ကင်ချပလိုက်ပြီပေါ့နော်ကင်ချလိုက်တော့စိတ်ကမရှိတော့မလက်နဲ့ကင်ချလိုက်ပါတယ်စားပါအောင်ကြွေးပါတယ်အဲ့ဒီတော့မလောက်ပါဘူးကိုယ့်တကောပဲစားမို့ပါတားရင်နိုင်ချင်းနဲ့လုံးဝရှယ်ကိုက်ပလိုက်တာပေါ့နော်စားလို့လည်းပြီးတိတ်မဝသလိုခံစားရတဲ့မလေးရှားနာစီကိုရင်းအာရန်လေးတပွဲမှာလိုက်တယ်ပေါ့နော်ထပ်ပြီးတော့သူက taste ကသူက seafood chilies ကိုပေါ့နော် fried rice ပုံစံမျိုးလုပ်ထားပြီးတော့ကြက်ကြော်ရဲ့ကြက်ဥရဲ့သူ့အချင်းလေးတော်တော်ကောင်းတယ်ရတာတော်တော်ကောင်းတယ်ကဲအဲ့တော့ဆက်စားလိုက်ပါအောင်မယ်အားလုံးပဲ Mama Rosie မှာ try ကြည့်ပါ bye bye